အားလုံးပဲမင်္ဂလာပါမျိုးတို့နော်ဒါကတော့29ရက်4လမှာ1ရက်5လထိတပတ်စာပေတန်းလက်ဆောင်ကတ်ဆိုလည်းမမှားဘူးနော်မျိုးတို့အဲ့တော့ဒါလေးကိုကျွန်မချပြတဲ့အခါမှာမျိုးတို့အနေနဲ့စက်ခွန်လျှော့ရိုက်ပြီးတော့ယူထားနော်တစ်ခါတလေသူက3ခွက်4ခွက်ထွက်တယ်နော်ပြီးသွားတဲ့အပတ်ကတော့သူက1ခွက်ပဲထွက်တော့တယ်နော်ခါတိုင်းဆိုရင်3ခွက်4ခွက်အမြဲတမ်းဒါအမြဲတမ်းကျွန်မလိုက်ကိုအမြဲတမ်းကြည့်ရှုနေတဲ့မျိုးတွေကတော့သိတယ်နော်အခုပြီးသွားတဲ့ဘက်ကတော့တစ်ခွက်ပဲထွက်တယ်နော်ဒါရင်ဒါမဟုတ်သေးဘူးနော်နေ့တိုင်းမှာလည်းကျွန်မအကောင်းဆုံးကြိုးစားပေးသွားတယ်နော်ဒါပုံမနိုင်တဲ့မျိုးတွေအတွက်ကိုလည်းကျွန်မအကောင်းဆုံးကြိုးစားပေးထားတယ်နော်အဲ့တော့နေ့တိုင်းဆိုရင်လည်းဒါမျိုးလိုတွေသိပါတယ်အဲ့တော့ကျွန်မလည်းသိပြီးအထွေထူးတွေအပူတွေမပြောတတ်ဘူးနော်မျိုးတို့ကျွန်မလိုရင်းနဲ့ဒိုရှင်းဒါမျိုးကျွန်မတို့ကအဲ့လိုမျိုးဆိုတော့သိပြီးဖိုးဖွနှုတ်တဲ့စကားတွေလည်းသိမပြောဘူးနော်မျိုးတို့အဲ့တော့ဒါမျိုးလိုမြင်တဲ့အတိုင်းပဲအပူတွေလည်းလှုပ်ပြောနေကြအကြောင်းလည်းမရှိဘူးနော်အဲ့ဒီတော့ဒါတပတ်စာကိုဒါဖွင့်မနိုင်တဲ့မျိုးတွေအတွက်ကိုကျွန်မချပြပေးမှာဖြစ်ပါတယ်နော်အဲ့ဒီတော့အဖွဲ့ဝင်တဲ့မျိုးတွေကြတော့ကျွန်မရဲ့အဖွဲ့ဝင်တွေဟာဒီဘက်မှာဆိုလို့ရှိရင်ကျွန်မဘက်ကအာမခံပေးထားတာက3ချိန်4ချိန်လို့ကျွန်မအမြဲတမ်းပြောတယ်နော်အဲ့တော့ကျွန်မရဲ့အဖွဲ့ဝင်တွေကလက်ဆောင်ကဏ္ဍမှာတင်ကားမှာ9တင်မှာတစ်ချိန်ရတယ်နော်တနင်္လာနေ့ညနေမှာပဲအဲ့ဒါပြီးသွားတော့အင်္ဂါနေ့မနေ့မှာကိုခုံဆိုပြီးတစ်ချိန်လက်ဆောင်ကဏ္ဍကိုတော့ဖူးနေညနေကြတော့4ရှေ့ဆိုပြီးတော့တစ်ချိန်ဆိုတော့3ချိန်ရပါတယ်နော်ကြာပတိနေကြတော့ကျွန်မရဲ့ခွန်ပတ်တီးအောင်နေပြီးတော့မင်းနေ့ကနေပြီးတော့တစ်ခုံဆိုပြီးတော့ထွက်သွားတဲ့အတွက်ကျွန်မရဲ့အဖွဲ့ဝင်တွေကပြောမယ်ဆိုရင်9ချိန်နော်ခွန်ပတ်တီးကတစ်ချိန်မင်းနေ့ကနေတစ်ချိန်ဆိုတော့အဲ့ဒီမှာနှစ်သီးစားနော်2ချိန်ဟိုလက်ဆောင်ကဏ္ဍက3ချိန်ဆိုတော့အားလုံး5ချိန်ရတယ်နော်အဲ့တော့အခုလာမယ့်အပတ်အတွက်ကိုအဖွဲ့ဝင်ချင်းတဲ့အမျိုးတွေကတော့ကျွန်မနဲ့ဆက်သွယ်ပြီးတော့နော်ကျွန်မနဲ့ဆက်သွယ်ပါဒီလာပေးပါနော်မျိုးတို့တော့အဖွဲ့ဝင်ဟောင်းတွေကတော့ပြောနေစရာမလိုဘူးနော်အဖွဲ့ဝင်တီတီကိုကျွန်မတစ်ချက်မှားချင်တာကအဖွဲ့ဝင်တီတီရဒီထဲကိုမနက်ကို10နာရီခွဲတစ်ကြိမ်နေ့လယ်ကို2နာရီခွဲတစ်ကြိမ်မဖြစ်မနေအမျိုးတို့အနေနဲ့ဝင်ပြီးတော့ကြည့်ပေးပါနော်မျိုးတို့ဘာလို့လဲဆိုတော့ကျွန်မပို့ထားတာကိုအမျိုးတို့မတွေ့မှာမမြင်မှာဆိုလို့နော်အဲ့တော့ကျွန်မတို့ကဖက်တီးထွက်သွားတယ်ဆိုပေမဲ့လို့တပတ်လုံးလုံးကိုတနင်္လာနေ့ကနေပြီးတော့တောက်ကြနေ့အထိကိုဆွဲပြီးတော့ခေါ်သွားတယ်နော်ကျွန်မရဲ့ဖွင့်ဝင်ကအနည်းလေး3-4ချိန်လို့ကျွန်မဘက်ကအာမခံထားပြင်မယ်9ချိန်ရတဲ့အပတ်တွေရှိသလို6ချိန်9ချိန်ရတဲ့အပတ်တွေလည်းရှိတယ်နော်ဒါကအဖွင့်ဝင်အဟောင်းတွေအကုန်သိတယ်နော်အဲ့တော့ဒါကအဖွင့်ဝင်အသေးတွေကိုကျွန်မကတည်တည်ချာချာလေးရှင်းပြနေတာနော်မျိုးတို့အဲ့တော့မျိုးတို့ဒီဟိုကနန်းကောင်းလို့ဒါကောင်းလို့လိုက်ပြီးကစားမဲ့ကစားမလားနော်အပိုင်ကနန်းတစ်လုံးကိုယူပြီးကစားမလားနော်ကျမလည်းဒါမျိုးကိုကျမကိုယ်တိုင်လည်းစော့တယ်လေနော်ကျမလည်းဝါသနာပါတယ်ကျမကိုယ်တိုင်လည်းစော့ပါတယ်နော်အဲ့တော့ကျမတို့ကတော့ဒီလိုမျိုးကိုအပိုင်ဇာရိုးဆိုတာမျိုးကတိုးပြီးတော့လိုက်သွားတာနော်အဲ့တော့မထွက်မရှိနော်ကျမရဲ့ဇာရိုးတွေကအမြဲတမ်းမထွက်မရှိပါနော်အဲ့တော့တိုးလိုက်သွားလို့ရှိရင်အမျိုးတို့အနေနဲ့အရှုံးကိုလုံးဝမရှိဘူးနော်ကြားရလက်ဆောင်ကဏ္ဍတွေရမယ်ဟာလက်ဆောင်ကဏ္ဍအမှ3ခွက်လောက်ရတယ်ဆိုပဲဒါအမျိုးတို့အနေနဲ့ညက်သွားပြီနော်အဲ့ဒီတော့အမျိုးတို့အမျက်လိုချင်ရင်နော်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလာပေးပါနော်ကျမတပတ်လုံးယူထားတာနော်ဒါလေးပဲရှိတယ်ဒါလေးကလက်ဖက်ရည်ဖို့မဟုတ်ပဲဖို့ပဲရှိတယ်နော်အမျိုးတို့အဲ့တော့ကျမကပတ်တီးတစ်လုံးကိုပြီးတယ်ဆိုပေမဲ့ကျမပြီးတဲ့ကဏ္ဍတစ်လုံးဟာတနင်္လာနေ့မနက်မှာပြီးခဲ့တဲ့ဟိုပတ်တွေတော့ကတော့အဲ့လိုထွက်တယ်နော်တနင်္လာနေ့မနက်ထွက်ပြီးတော့တချို့တွေကပြီးပြီဆိုပြီးတော့ဒီထဲတွေကိုဝင်မကြည့်တော့ဘူးနော်အဲ့တော့ကျမကမနေ့ထွက်သွားပြီဆိုနေ့ကင်း2နာရီခွဲကိုထပ်ပို့ပေးထားတယ်နော်ထပ်ပို့ပြီးသွားလို့ဥပမာထပ်ထွက်သွားတယ်ဆိုရင်လည်းနောက်တစ်နေ့မှာ10နာရီခွဲတစ်ချိန်2နာရီခွဲတစ်ချိန်အဲ့လိုမျိုးအများတန်းပို့ပေးတဲ့အတွက်မျိုးတို့အနေနဲ့ဒီထဲတွေကို10နာရီခွဲတစ်ချိန်2နာရီခွဲတစ်ချိန်ကိုမဖြစ်မနေဝင်ပြီးတော့ကြည့်ပေးပါလို့ဒါမျိုးတို့ကျွန်မပြောတာနော်ဘာလို့လဲဆိုကျွန်မပို့လိုက်တဲ့ခဏကိုမျိုးတို့မတွေ့မှာဆိုလို့နော်အဲ့တော့ကျွန်မကပေးထားတဲ့ကဏ္ဍထွက်တယ်ဆိုပေမဲ့တပတ်လုံးကိုတနင်္လာနေ့ကနေပြီးတော့တောက်ကြနေ့တီကိုအဲ့ဒီလိုမျိုးလေးဆွဲပြီးတော့ခေါ်သွားပါတယ်နော်တပတ်လုံးခေါ်သွားတယ်ကျမယူထားတာကမမိုးပဲဘူးလည်းဖိတ်ဘူးနော်တချို့တွေဆိုရှင်ကိုပေးထားတဲ့အလုံးထွက်သွားတယ်ဆိုလို့ရှိရင်နောက်ကြံရက်တွေကိုထပ်ပြီးတော့ခေါ်တယ်နော်ကျမတို့ကလုံးဝမခေါ်ဘူးတပတ်လုံးအတွက်ကိုခေါ်ထားတာနော်ထွက်သွားတယ်ဆိုလဲနောက်ထပ်
ကျန်ရက်ဒီမှာလက်ဆောင်နော်ကျန်ရက်ဒီမှာလက်ဆောင်မနေ့ပြီးလိုက်လို့ထွက်သွားရင်ညနေကိုထပ်ပြီးတယ်နော်ထပ်နောက်တစ်နေ့လေးထပ်ပြီးတယ်အဲ့တော့ကျမတို့က3-4ချိန်အာမခံပေးထားတယ်နော်ဒါမျိုးတို့ဖွဲ့ဝင်အဟောင်းတွေကိုတည်တယ်နော်ဖွဲ့ဝင်တည်တွေကိုဒါကျမတေးချရှင်းပြတာအဲ့တော့မျိုးတို့အနေနဲ့ကကျမပြောချင်တာတစ်ခုကအမျိုးတို့အနေနဲ့စမ်းတဝါဝါလိုက်ပြီးတော့လုပ်နေမဲ့အစားအပိုင်ကစားခြင်းရင်တော့ကျမနဲ့ဆက်သွယ်ပြီးတော့ကြိုလာပြီနော်ဒါမျိုးတို့ကျမတေးချလေးရှင်းပြတာနော်မျိုးအဲ့တော့ကျမကကနန်းများကိုတနင်္ဂနွေည8 နာရီခွဲကနေစပြီးတော့ပြန်လဲပို့ပေးမှာဖြစ်ပါတယ်နော်မျိုးတို့ကျမ10 နာရီရှိပဲလက်ခံမှာဖြစ်ပါတယ်နော်10 နာရီနောက်ပိုင်းကိုကျမအဖွဲ့ပိတ်ပါပြီနော်တနင်္ဂနွေည10 နာရီထိလက်ခံမှာနော်မျိုးတို့အဲ့တော့ဆန္ဒရှိရင်နော်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါနော်တချို့နေရာတွေက line မကောင်းတာတို့ဘာတို့ကြတော့ကျမတို့ကအချိန်ကိုတိတ်ပြီးဆွဲလို့မရတဲ့အတွက်တနင်္ဂနွေည10 နာရီအထိပဲလက်ခံမှာဖြစ်ပါတယ်စောစောစီးစီးဝင်ထားတဲ့အမျိုးတွေကတော့ကျမက8 နာရီခွဲကနေစပြီးတော့ကနန်းကိုစပြီးတော့ပို့ပေးမှာဖြစ်တယ်နော်မျိုးတို့အဲ့ဒီတော့အမျိုးတို့ကဆန္ဒရှိတယ်ဆိုလို့ရှိရင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါကျမကတစ်ပတ်လုံးလုံးကိုယူထားတာကလက်ဖက်ရည်ဘိုးလေးကွန်ဘိုးစီဘိုးလေးပဲရှိပါတယ်နော်ဒါမျိုးတို့သိပါတယ်အဲ့ဒါဆိုလို့ရှိရင်အဖွဲ့မဝင်နိုင်တဲ့အမျိုးတွေအတွက်ကိုကျမကခဏကိုချပေးမှာဖြစ်တယ်နော်မျိုးတို့အဲ့တော့ခါတိုင်းကတော့3ခွက်4ခွက်ထွက်တယ်လို့ပြီးခဲ့တဲ့ဘက်ကတော့1ခွက်ပဲထွက်တယ်နော်အဲ့တော့ဒါကတော့ကျမတို့ကအကောင်းဆုံးတော့ဒါမျိုးတို့ချပေးတာကျမတို့ကဘာဖြစ်လို့ဒီလိုမျိုးပေးရလဲဆိုတော့ဒါလည်းဒါမျိုးတို့ကိုကျုံတဲ့ခဏန်းကိုအင်းဆိုချပေးတာမဟုတ်ဘူးကလနာဆိုင်တွေကိုကျမတို့ရှာရတယ်နော်ဒီလိုမျိုးရှာဖွေပြီးမှချပေးတာဘာလို့ကျမတို့ကလနာကိုမပြတော့လို့ကျမတို့မှဒီရက်ကလေးပဲနားရတာနော်ကျန်တဲ့ရက်တွေဆိုမနေ့ပြီးညနေအုံနောက်တွေကိုချောက်ပြီးတော့ဒါမျိုးတို့ရသေးချင်းတို့တင်းနေပြီးအချို့တွေဆိုလို့ရှိရင်တပတ်လုံးမှတစ်ချိန်နှစ်ချိန်လောက်ပဲတင်းတယ်နော်ကျမတို့ဆိုနေ့တိုင်းလိုက်ရှိတယ်မနေ့ပိုင်းထွက်သွားရင်နေကိန်းပိုင်းကိုတစ်ခါတလေပို့တင်ပေးထားတယ်နော်အဲ့တော့မနေ့ပိုင်းကိုနေ့တိုင်းမှာကလိုက်ကအမြဲတမ်းရှိတယ်အဲ့တော့ကျမတို့မှာခေါင်းတွေကအရင်ခြောက်တာစဉ်းစားရတာဟိုကျုံတဲ့ခဏကောက်ပေးရင်တော့ဖေးစဉ်းစားစရာလို့မလဲဒါကမ္မတကာဟုတ်တယ်မလားကျုံတဲ့ခဏကိုရော့ထွက်ချင်းထွက်မထွက်ချင်းနေဒါမျိုးပေးရင်တော့အုံနောက်ခြောက်စရာမလိုဘူးကျမတို့မှာရှားဖွေရတာနော်စီကွက်ကီဒီနဲ့လက်တွဲဆိုင်ကကီဒီနဲ့ညှိပြီးတော့အမြဲတမ်းအဲ့ဒီလိုမျိုးရှားဖွေနေရတာဆိုတော့ကျမတို့ကဒီရက်ကလေးပဲနားရတာနော်မျိုးတို့နားရတဲ့အခါကျတော့လေအခုနားနေရလားမနာအောင်နော်ညဘက်ဆိုကလင်နာဒီစစ်ကြည့်ပြီးတော့မှထားမျိုးတို့ဘယ်လုံးနဲ့ကြိုက်ပြီးတော့ဘလို့ဆိုတာကိုချပေးရတာနော်မျိုးတို့ကဲအဲ့ဒီတော့ဒါကတစ်ဖက်စာနော်တစ်ဖက်စာဒါပြီးတန်းကတဲ့မျိုးတို့ကြီးဒီ6နော်ဒီ6ကိုဘာနဲ့ကတ်မလဲတဲ့နှစ်ခွန်ဒီကိုနဲ့ကတ်နော်အဲ့တော့ဒီမှာကတ်ပြီတင်းနဲ့စကတ်ပြီတင်းနဲ့ဆိုရင်တင်းနဲ့ဒီခွန်ဒီလီဒီကိုနော်အဲ့တော့6နဲ့ဆိုရင်6နဲ့6ခွန်6လီ6ကိုနော်8နဲ့8ခွန်8လီ8ကိုနော်အားလုံးက12ကွက်အားပြီးတော့ထိုးကန်ကောင်းရင်တော့တည့်ကြမယ်နော်တစ်ခွက်ထွက်ပြီးရင်ကျန်တဲ့ကွက်ကိုဆက်ထိုးနော်ကျမဘက်ကတော့အကောင်းဆုံးချပေးတာပါကဲအဲ့ဒါဆိုလို့ရှိရင်29ရက်4လမှာ1ရက်5လထိအဖွင့်နေကနေစပြီးတော့တပတ်လုံးလုံးမှာအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါသည်နော်